တစ်လေးငါဒါကတော့ထိပ်ပေါ့နော်ဒါကတော့ထိပ်ပါလို့အလုံးမင်္ဂလာပါဒီနေ့ကတော့ ကျွန်တော်တင်နေကြအတိုင်းပေါ့နော်ထိပ်လေပိတ်ရပြီးတော့ဒီ6လုံးပရိတ်ရပေါ့နော်6လုံးပရိတ်ရတော့မပြတ်သေးဘူးပေါ့နော်ကြာရင်တော့3ပေါ့ကဲဒါဆိုတော့ကျွန်တော်ထိပ်ကနေစပြလိုက်မယ်ဗျာဒီတစ်ပတ်အတွက်ထိပ်ကတော့8 6နဲ့1 4 5 6 နဲ့1 4 5ဒါကတော့ထိပ်ပေါ့နော်ဒါကတော့ထိပ်ပါလို့ကဲပြီးရင်အလယ်ကြည့်လိုက်အောင်ဗျာကဲအလယ်မှာတော့အလယ်ကတော့နဲ့4 5 9 8 3ညဒါကတော့အလယ်ပေါ့နော်ဒါကတော့အလယ်ပေါ့ဒါတွေကတကယ်လိုအပ်တဲ့သူတွေအတွက်ပေါ့နော်သုံးလို့ရအောင်ကျွန်တော်ကတစ်ဖက်တစ်လမ်းနေတင်ပေးရခြင်းဖြစ်ပါတယ်လို့နော်နဲတာများတာတော့ကျွန်တော်တို့လည်းမပြောနိုင်ဘူးကျွန်တော်မသိဘူးပေါ့နော်ဒါကိုအကွက်အများကြီးထိုးလို့ရမယ့်နေရာမှာတကွက်တည်းဒဲထိုးလို့ရအောင်ဒါလေးတင်ပေးရခြင်းဖြစ်ပါတယ်လို့နဲတာများတာကျွန်တော်မသိပါနော်ကြိုင်မှာပဲသုံးပါလို့ပြောချင်ပါတယ်ပေါ့နော်တချို့တွေကမင်းကဒီလောက်များတာမပါပဲနေမလားပါလားဆိုတော့အဲ့ဒါတော့ကိုတို့မှတော့တမိုင်းပေါ့နော်ဒါတော့ကျွန်တော်ကအထောက်အကူဖြစ်အောင်တက်တက်တင်ပေးရခြင်းဖြစ်ပါတယ်လို့နော်အဲ့ဒါတော့ကိုတို့မှတော့ဘယ်လိုသဘောရတယ်တော့မသိဘူးပေါ့နော်ကဲတုံးပြတဲ့လူတွေအတွက်တော့တကယ်အသုံးဝင်ပါတယ်လို့နော်ကဲဆိုတော့အပိတ်ကြည့်လိုက်ရအောင်ဗျာအပိတ်ကနဲ့5 9 8 4 3ညနဲ့5 9 8 4 3ညဒါကတော့အပိတ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အလယ်ဒီမှာဆိုလို့ရှိရင်ထိပ်ပေါ့နော်ထိပ်လေအပိတ်ပေါ့နော်ကဲအဲ့တော့အားလုံးလည်းပေါ့နော်အမားမှန်လက်ခံနိုင်မှာပဲသုံးကြပါလို့နော်ကျွန်တော်လည်းမားတတ်ပါတယ်လို့အဲ့ဒါကိုတော့နားလည်သိချင်ပါတယ်ဒီနေ့ကျွန်တော်ကြံသွားလို့ပေါ့နော်ကျွန်တော်ဒီမှာအတွဲကြံသွားလို့ဗျအတွဲရေးမဲ့နေအောင်ပရိတ်6လုံးရေးလိုက်လို့ဒီကောင်ဖြတ်လိုက်မယ်ပရိတ်ကဒီနေရာရေးလိုက်မယ်ဗျာကျွန်တော်အတွဲကြံသွားတာအတွဲကြံသွားတာအတွဲကတော့နေ3ညနေနေနေ5နေ8
ပြီးရင်တချို့ညီကိုမောင်နှမတွေပေါ့နော်ကျွန်တော်မှန်နေတဲ့အချိန်တော့ကြတော့ဘာမှအတန်မထွက်ပဲကျွန်တော်တစ်ခါတော့မားလို့ရှိရင်ထိုင်ပြီးအပြစ်ပြောနေကြတာပေါ့နော်အဲ့ဒါကျွန်တော်တကယ်အားပေးရမဟုတ်ဘူးလို့အဲ့ဒါကျွန်တော်လူသုံးလုံးနေရလို့နော်ကျွန်တော်တကယ်အားပေးတဲ့လူတွေကျွန်တော်နာမည်နဲ့တယောက်ချင်းစီအကုန်လုံးမှတ်ထားတယ်အကုန်လုံးမှတ်မိတယ်ဘယ်သူကအားပေးတယ်ဘယ်သူကဝေဖန်နေတယ်ဆိုတော့အကုန်သိပါတယ်လို့နော်တကယ်အားပေးတဲ့လူကိုတကယ်စိတ်ရရင်ကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်ဗီဒီယိုစလုပ်ခဲ့ဒီနေ့ဒီအားပေးလာတဲ့အန်တီတွေအကိုတွေအမတွေတကယ်ကျေးဇူးတင်ပါတယ်လို့ကဲကိုတို့မတို့ပေါ့နော်အပန်းမကျင်လဲ channel လေးကို subscribe လိုက်လေးနှိပ်ခဲ့ပေးပါလို့ကျွန်တော်မြတ်တာရက်ခံပါတယ်ပြီးရင်ခွန်3ညခွန်နဲ့ခွန်5ခွန်8ပေါ့နော်ကဲဒါတော့အတွဲပေါ့နော်နဲတာများတာတော့ကျွန်တော်လည်းပြောမတတ်ဘူးပေါ့နော်ဒါကတော့ကျွန်တော်ကတင်ပေးရခြင်းဖြစ်ပါတယ်ပေါ့နော်ကဲအားလုံးပဲအဆင်ပြေကြပါစေလို့အဲဆိုလို့ရှိရင်ကျွန်တော်ရဲ့မှန်နေတဲ့ break လေးကြည့်လိုက်ရအောင်မှန်နေတဲ့ break က6လုံး break ပေါ့နော်ဒီ break ကတော့မပြတ်သေးဘူးပေါ့နော်အားလုံးပဲကျွန်တော်ဗီဒီယိုကြည့်သမားရေးဆိုရင်တော့သိမှာပေါ့နော်ဒီ break ကိုတော့ break က4 3ညခွန်8 5နေပေါ့နော်ကဲအခုနောက်ပိုင်းပေါ့နော်ကျွန်တော်ရဲ့ဒီတနစ်စာ break လဲတောက်လျှောက်မှန်နေတာပေါ့နော်အဲ့ဒါကိုလည်းမိထားလို့မရဘူးပေါ့နော်အားလုံးပဲပေါ့နော်အဲ့ဒီတနစ်စာ break တီးချင်တော့ကျွန်တော်ပုံတော့ဗီဒီယိုတင်ထားပေးတယ်ပေါ့နော်အဲ့ဒါဝင်ကြည့်လို့ရှိရင်လည်းကြည့်လို့ရပါတယ်လို့အဲ့မှာတနစ်စာကတ်အစုံကိုကျွန်တော်တင်ထားပေးပါတယ်ကဲဒါကတော့6လုံး break ပေါ့နော်ဒီမှာကတော့အတွဲဒီမှာကတော့ထိတ်လဲပိတ်ပေါ့နော်ကဲထိတ်လဲပိတ်ရယ်အတွဲရယ်break ရယ်ပေါ့နော်ကဲအားလုံးပေါ့နော်ကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်ကဲကျွန်တော်ဗီဒီယိုစိတ်ရှိနေဗီဒီယိုဆောင်းအောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့အားလုံးတို့အကောင်းဆုံးအမြင်ကြိုးစားပေးနေပါတယ်လို့အားလုံးကိုလည်းကံကောင်းစေချင်ပါတယ်လို့ကဲဒါဆိုလည်းဒီလောက်ပါပဲပေါ့နော်နောက်ဗီဒီယိုမှာထပ်ပြီးတွေ့ကြပါမယ်အားလုံးပဲgood luckပါလို့